လူငယ်တွေမှာဆွဲလန်းမှုတွေရှိတတ်တယ်ပေါ့နော်ဥပမာမူရစေဝါတို့အရက်ဖြစ်လို့ဒါမှမဟုတ်လေဟိုအခြားတစ်ခုခုပေါ့နော်အဲ့လိုဆွဲလန်းမှုတွေရှိတယ်အဲ့ဒါတွေကကိုရောနဲ့ကျွန်တော်တို့နဲ့ဂျာမှာဘလို့အဟန့်တာတွေဖြစ်စေလဲအဲ့ဒါတွေကိုပြတ်တော့ဝါစေတဲ့အတွေ့အကြုံတွေရှိရင်မျှဝေပေးပါဟုတ်ကဲ့ဝါအရန်ကောင်းတယ်မြင်ဖြစ်ပါတယ်အဲ့တော့ဆရာငယ်လေးနဲ့ဆက်ခိုင်ပြီးနေတော့ပိုသက်ဆိုင်တယ်လို့ပဲမွေးစေးပါရဆိုတော့မူရေးကအဖွဲမွေးရေးဖွဲဆက်ခိုင်းအဲ့မေကွန်ကအေးပေါ့ကောင်းပါတယ်တခုဆွဲလန်းနေတော့တခုကတော့ဘလို့မှရောက်နိုင်မှာမဟုတ်လေနော်တခုဆွဲလန်းနေဆိုတော့အေးပေါ့ကျွန်တော်ရဲ့ဘဝမှာကျွန်တော်ရဲ့ကိုတွေးကိုတိုင်ခံစားရတဲ့အရာလေးတခုကိုဝေမျှမယ်ဆိုရင်တော့ကျွန်တော်2006ကျမ်းစာကျောင်းတက်တဲ့အချိန်6လမှာပေါ့နော်ရန်ကုန် Focus ပဲရောက်တဲ့အချိန်မှာတကယ်တော့ကျွန်တော်ကမူကြီးစေဝါကိုအရန်ကြိုက်တာတော်ကောင်းတဲ့ဒီမူကြီးစေဝါကိုကျွန်တော်ကတုံးနေရရင်ကိုပျော်ပြီးတော့အဲ့ထဲမှာယူပြီးတော့အဲ့လိုပျော်နေတဲ့သူအရန်ကြိုက်တာအဲ့မူကြီးစေဝါကြောင့်ပဲကျွန်တော် accident တွေဖြစ်လာတဲ့ချိန်မှာကျွန်တော်လည်းတတိဝင်လာဟာငါမဖြစ်တော့ဘူးလူငယ်အရွယ်မှာတော့ကျွန်တော် camp နေတက်ဘူးတယ်အဲ့ဒီ10ရက်ဒီတကြံ camp တင်တန်းတို့တက်ဘူးတော့အဲ့တော့ငါဝิญဉ္ဇဉ်တော်ရဲ့တုတ်ထိခြင်းမျိုးစေ့တွေလို့ပြောရမလားပေါ့နော်ငါဒီတိုင်းနေလို့တော့မဖြစ်ဘူးငါဘဝကိုချမ်းသာချောင်းသွားပြီးတော့ငါတက်တာကိုငါဆက်ကပ်မယ်ဆိုပြီးတော့ကျွန်တော်ရောက်သွားတဲ့အချိန်မှာဟိုပထမတလလောက်တော့ကျွန်တော်မနေနိုင်ဘူးအရန်ပြန်ချင်တယ်တလလောက်ကတော့နေ့လေကြောင်းဆင်းတာနဲ့အရက်ဆိုင်ရောက်ပြီအရက်တောက်တယ်အဲ့ဒီရင်းလဲရှိနေတာဟောနော်ရင်းလဲရှိနေတော့ရန်ကုန်မှာအဲ့ဒီအရက်ဆိုင်တွေအရက်တောက်ပြီးတော့အဲ့လိုပေါ့နော်အဲ့လိုနေရင်တလလောက်ကြာနှုတ်ပတ်တော်ကြီးကြားလာတယ်နှုတ်ပတ်တော်ကြီးကြားတဲ့နယ်ပယ်ထဲမှာပေါ့နော်ဥမာတချို့တော့အရက်တောက်တယ်စလိတ်တောက်တယ်ဆိုရင်ဥမာတချို့ကဟာဒီကောင်တောက်စားနေဆိုဖျားချောင်းလဲခေါ်တော့လို့မကောင်းဘူးတင်တယ်မဟုတ်ဘဲနဲ့တချို့လူငယ်တွေကျတော့ဟုတ်တယ်တောက်စားနေရင်တန်းလန်းတဲ့ဥမာဒီလိုတင်တန်းမျိုးတွေနော်နေပယ်ပေါ့နော်ဒီလိုတင်တန်းမျိုးတွေပြီးတော့တကယ်ဖျားမျက်မှောက်တော်တွန်းလောင်းတဲ့နေရာတွေ conference တွေအသင်းတော်တွေကိုကျွန်တော်တို့ခေါ်လာချက်ချင်းတော့ပြောင်းလဲချင်မှပြောင်းလဲမယ်ကျွန်တော်ဆိုလို့ရှိရင်လေတလားလောက်ကတော့ကျွန်တော်ဘာမှမဝင်ဘူးဒါပေမဲ့နေရင်ချာရင်နဲ့ကျွန်တော်အထဲမှာတခုခုဟိုရွေးချယ်ဖို့အတွက်အရန်ပြင်းပြတဲ့စိတ်ဆန္ဒတခုရှိလာတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တညမှာဆူတောင်းတယ်ကျွန်တော်ဒီမူကြီးစေဝါဘဝကနေကျွန်တော်လုံးဝလွတ်မြောက်ခြင်းပြီဒါပေမဲ့ဒီအရာကိုထားခဲ့နိုင်မှုဆိုတာကအဲ့ဒီထက်ကောင်းတဲ့အရာတစ်ခုခုကျွန်တော်တွေးမှရမှာလေမဟုတ်လားအဲ့လိုဆိုတော့ကျွန်တော်ဆူတောင်းတတ်တာကရိုးရိုးလေးပဲကိုရောလို့ဒီအရာတွေထက်ကောင်းတဲ့အရာရှိရင်ကိုရောကျွန်တော်တကယ်လက်တွေ့ကိုရောပေးပါကျွန်တော်အဲ့လိုဆူတောင်းပြီးအိတ်သွားတယ်နော်နောက်နေ့မနေ့ထလာတဲ့အချိန်မှာကျွန်တော်ဘဝမှာမွေးစေဝါဆိုတာလေအချိန်ဖြတ်ခဲ့ဘူးတယ်ဒါပေမဲ့မရဘူးဒါပေမဲ့အဲ့ဒီနေ့မနေ့မှာကျွန်တော်ဆူတောင်းပြီးအဲ့လိုအိတ်ပြီးနောက်နေ့မနေ့မှာဆက်လိုက်လေတတိမရတော့ကျွန်တော်ကျမ်းစာကြောင်းခန်းလေးကိုအရန်သွားချင်လာအမြဲရောက်ချင်လာအဲ့လိုနဲ့ကျွန်တော်ခုနပြောလို့တငယ်ချင်းတွေကကျွန်တော်တို့တည်နေတယ်လေဒီကောင်ကတလားလောက်ပဲခံပါပါနောက်ဆိုရင်တော့ပြန်ချမဲ့ကောင်ပါနော်ဒါပေမဲ့ကျွန်တော်အထဲမှာကျွန်တော်လုံးဝတည်နေတဲ့အရာတစ်ခုကတေးချတယ်အဲ့တဲ့ကောင်းတဲ့အရာတစ်ခုကိုကျွန်တော်အထဲမှာကျွန်တော်လုံးဝရှာတွေ့သွားတယ်စမ်းစာချောင်းကိုကျွန်တော်အမြဲတမ်းကျွန်တော်ရောက်ချင်လာတယ်နှုတ်ပတ်တော်တွေကြားချင်လာတယ်ခုနကျွန်တော်ဆူတောင်းချက်လို့ပေါ့နော်ဒီထက်ကောင်းတဲ့အရာတွေတကယ်တော့လေမူကြီးစေဝါဆွဲတယ်လောကမှာ game ဆွဲတာပဲဖြစ်ဖြစ်ဆွဲလန်းခြင်းမှန်သမျှအားလုံးပေါ့နော်တကယ်တော့မသိသေးလို့ဒါကြောင့်ခုနကျွန်တော်ပြောလို့နေပယ်ပေါ့အဲ့လိုလူတွေကိုကျွန်တော်တို့ကဟိုဒီတိုင်းပြစ်ထားဖို့မဟုတ်ဘဲနဲ့သူတို့ခေါ်လာကြည့်ဖို့လိုတယ်။ဒီနယ်ပယ်ထဲမှာဘုရားအလုပ်လုပ်တဲ့နယ်ပယ်မှာသူတို့ခေါ်လာနှုတ်ပတ်တော်တွေကြားလာရင်ဘုရားတိုးတိချင်းနယ်ပယ်ထဲရောက်လာရင်ကျွန်တော်လုံးဝပြောရဲတယ်။ဘုရားရဲ့အဲ့ဒီတစ်ချက်ကလေးထိလိုက်ရင်အဲ့ကောင်ကဘာနဲ့မှမတူတော့ဘူး။ဆိုအဲ့ဒါလေးရတော့ကျွန်တော်ရဲ့ဘဝရဲ့ပြောင်းလဲခြင်းအစရဲ့အတွေ့အကြုံလို့လည်းပြောလို့ရတယ်။
ဒါလေးကိုတော့ကျွန်တော်ဝေမျှချင်ပါတယ်လို့ကျေးဇူးတင်ပါတယ် Amen